လာညနေခင်းလေးပါဗျာဒါကတော့ကျွန်တော်တို့ညောင်းတို့ကစနစ်ဂတ်ဆိုင်တာကဒါလိုင်းကားဆရာကြီးဖြစ်ပါတယ်ကျွန်တော်ရှိမှာဒီ 7D အင်ဂျင်ကသူဘယ်လောက်လောက်သွားလဲဆိုလို့ရှိရင်လွန်ခဲ့တဲ့4နှစ်လောက်ကလောက်ထားတာတင်းမရှိသေးဘူးနော်လွန်ခဲ့တဲ့4နှစ်လောက်ကလောက်ထားတာတင်းမရှိသေးဘူးကျွန်တော်ကားပေါ်မှာလိုက်ပြီးတော့ရိုက်တယ်ကားပေါ်မှာလိုက်ရိုက်ပြီးတော့ကျွန်တော်လောက်တာပေါ့ဗျာလောက်တဲ့ခါကျတော့အကြောင်းလို့ဆိုတော့ပန်ကာချိုးကြလို့ဘာကြောင့်လဲဆိုတော့သူကပန်ကာချိုးကရေလဲပန်ကာချိုးကရော့တဲ့ခါကျတော့ပြုတ်ကျသွားတဲ့ခါကျတော့အင်ညာဟိတက်ပြီးဖမ်းတာဒါကြောင့်မို့လောက်ရတာအင်ညာမစားသေးဘူးအင်ညာမစားသေးဘူးအကယ်၍ဒီကောင်အင်ညာပန်ကာချိုးကကောင်းမယ်ဆိုတော့နောက်တဲ့5နဲ့ထပ်မောင်းပါကျွန်တော်လုတ်တဲ့စလစ်တွေကိုသူကဘယ်လောက်မောင်းလဲဆိုလို့ရှိရင်အနည်းဆုံး6နဲ့9နဲ့10နဲ့ထိအောင်တော့မောင်းတဲ့အနေအထားမှာရှိတယ်ဖယ်ရီမဟုတ်ဘူးလိုင်းကဖယ်ရီမဟုတ်လိုင်းကတော့နေတိုင်းဆွဲနေတာအဲ့လိုရှိရခါကျဆက်စရာတော့ကျွန်တော်များတော့ကိုမျိုးမြင့်ဖြစ်ပါတယ်ဒါစနစ်ဂတ်ဆိုင်တာပေါ့ကျွန်တော်စလစ်ကိုလာရိုက်ထည့်ခြင်းဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ပြောနေတာဒီစလစ်တွေကဆိုင်မှာဝယ်လို့ရတယ်ဆိုင်မှာဝယ်လို့ရတယ်အဲ့လောက်အာမခံချက်မရှိဘူးကျွန်တော်ရှိမှလုံးလို့ရှိရင်အာမခံချက်တစ်နှစ်လောက်နဲ့ဖြစ်သွားရင်ကျွန်တော်အလားတူလုပ်ပြီအဲ့တော့အခုကသူ4နှစ်လောက်သုံးထားပြီးသွားပြီသိမရှိသေးဘူးစလစ်ကအခုသူကဒါရေတက်သွားလို့ဟိတက်လို့ကတ်သွားလို့ကျွန်တော်ကိုခေါ်ပြီးလုပ်ချင်းဖြစ်ပါတယ်အခုဒါကျွန်တော်စလစ်ရိုက်ထည့်နေတာတစ်ချက်လောက်ပြလိမ့်တင်းမရှိဘူးနော်တင်းမရှိဘူးစလစ်ကိုကားပေါ်မှာလာပြီးတော့လာရိုက်ထည့်ခြင်းဖြစ်ပါတယ်အဲ့တော့ပြောချင်တာပါဗျာဘယ်လိုပြောမလဲဒီစလစ်တွေကဝယ်ထဲလို့ရတယ်ဝယ်ထဲတဲ့အခါမှာတာဝန်ခံမှုတာဝန်ယူမှုဆိုတာမရှိဘူးကျွန်တော်မှတော့တာဝန်ခံမှုတာဝန်ယူမှုရှိပါတယ်ရှိတယ်ဆိုတော့ဒီအသားဆိုတာလည်းဗမာသားပုံနိုင်ငံသားအသားကိုခုတ်တဲ့အတွက်ကြောင့်မို့လို့ဘယ်လိုပြောမလဲရေရှည်မှာလည်းခံမှာဒါဒီစီယာကြီးတွေဆိုလို့ရှိရင်ကျွန်တော်တို့ဘိုက်ဘူးခဲ့တဲ့ရဆိုတော့လွန်ခဲ့တဲ့အနှစ်ပေါင်း20ကျော်တော့ကနေကျွန်တော်ပညာသင်လောက်တည်းကသူကအများအားအပ်နေတဲ့လူအဲ့တော့သူ့ကိုလည်းတွားပြီးတော့ဒီဆိုင်မဲ့သူတို့ကရိုးရှင်းတယ်ကျွန်တော်တို့လည်းသူတို့စေနာထားပြီးကျွန်တော်လည်းစေနာထားပြီးတော့တောင်ကောင်းသုံးထားတယ်လင်းမြန်ဆန်းလုပ်ပြဖို့အတွက်လည်းလာတော့ဒါဆိုလို့ရှိရင်1ရက်2ရက်3ရက်ပေါ့3ရက်တည်းမှာဒါပြီးအပြီးလုပ်ပေးတာအလဲမှာဘလောက်အတူတီဆောက်တယ်ဒီထဲမှာဘိုးနဲ့ဖောက်တယ်ကြောက်ချောတယ်ဒီမှာပြီးသွားရင်ဒီမှာလာတက်တယ်ဒီသဘောပေါ့ဗျာအဲ့တော့ဒိုင်းပေါ်မှာရှိတဲ့ညီကိုမိတ်ဆွေများအားလုံးမင်္ဂလာပါ